Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့တောင်းတုံးနေတဲ့ cleanser လေးအကြောင်းပြောပြမလို့ပါတောင်းကအိမ်မှာကတောင်းတင်နေတဲ့မျက်နှာသစ်စင်းနဲ့ပဲတောင်းရဲ့မိသားစုကလည်းတက်တာပေါ့နော်မိသားစုဆိုလို့အများကြီးတော့မဟုတ်ပါဘူးဒါပေမဲ့မနေ့ညလို့တလို့လေးသွဲသုံးချင်လို့ဒီလိုလေးဘူးထုတ်ထားတာပေါ့နော်ဒီ GM solution က cleansing foam series လေးကလည်းအသစ်ထွက်လာတာပေါ့နော်နောက်ပြီးတော့ကောင်းတယ်လို့လည်းတော်တော်များများပြောနေကြတောင်းလည်းသုံးဖြစ်နေတာပေါ့နော်ဒီဘူးအစိမ့်လေးစီစာမိတ် creamy cleansing foam လေးကဝက်ချန်နေပါလေရှိတဲ့ချိန်သုံးလို့ရတယ်မျက်နှာအစီပြန်တဲ့လူတွေအတွက်အဆင်ပြေတယ်ပေါ့နောက်တစ်ခုကတော့ dry skin တမအစားသုံးလို့ရတဲ့ foam type ပေါ့သူက Medi Hydra Waterproof မျက်နှာတပီအဆူတလေးနဲ့ကြံခဲ့နောက်တစ်ခုကတော့ whitening အတွက် Vita Duo ဆိုတဲ့ whitening cleansing foam လေးပေါ့နော်အသားညစ်နေတဲ့လူတွေအသားကြည့်ချင်တဲ့လူတွေသုံးလို့ရတယ်ဒါကတော့တောင်းအကြိုက်ဆုံး collagen PDN Calming cleansing foam လေးပေါ့ဒီ cleansing foam လေးတွေကိုကြိုက်တဲ့အချက်ကမြုပ်ထွက်အားကောင်းတယ်နောက်ပြီးတော့သူက ingredient တစ်မျိုးတည်းပါတာမဟုတ်ပဲလေ collagen ဆိုလဲ PDN နာယာစီနမိုက်ဆိုလဲပန်တနော်အဲ့လိုမျိုးတွဲပြီးထားတာပေါ့နော်ဒီ cleansing foam လေးကိုဝယ်ယူခြင်းနဲ့ဆိုရင် cosmetic ကို wholesale ပါရတယ်စိတ်ချရတဲ့ဒီအမစီမှာတော့မှလို့ရပါတယ်နော်